မြန်မာကိုပြည်သက်များအားလုံးပဲမင်္ဂလာများဒီလက်ရှိ2026 World Cup မှာဒီ FIFA ရောဒီကျမ်းမာရေးရပါလေဒီရေတောက်နာကျင်ကြီးပေးထားပါတယ် water break တွေ hydration break တွေပေးထားပါတယ်အဲ့လိုပေးထားတဲ့အချိန်မှာဒီကစားသမားတွေအတွက်ကတော့တော်တော်လေးတော့အကျိုးရှိရလို့ပြောလို့ရမယ်ကျွန်တော်တို့ဒီ American Mexico နိုင်ငံတွေရဲ့အပူချိန်ကြောင့်မို့လေဒီ water break ရေတောက်နာကျင်တွေကိုတတ်မှတ်ပေးထားရတယ်ဖြစ်ပါတယ်ဒါပေမဲ့တချို့အသင်းတွေကျတော့ဒီရေတောက်နာကျင်တွေမှာဒီပြိုင်ဘက်ကိုဖိနေတဲ့အချိန်မှာရောရုပ်တရက်ရေတောက်နာကျင်ပေးလိုက်တဲ့အတွက်သူတို့ရဲ့ဒီကစားနေတဲ့အချိန်ကြီးရပ်တန့်သွားရဆိုပြီးတော့အကျဉ်းနှံ့မှုတွေရှိပါတယ်တချို့အသင်းတွေကတော့ကျွန်တော်ရေတောက်နာကျင်မှာပို့ပြီးတော့ကောင်းလာတဲ့အသင်းတွေလည်းရှိရဆိုတော့ဒီရေတောက်နာကျင်ကဒီပြိုင်ဘက်အသင်းတွေအတွက်ပေါ့လေပြိုင်ပွဲဝင်အသင်းတွေအတွက်အခွင့်အရေးတစ်ခုဖြစ်လဲမြင်နေရပါတယ်ဘာလို့ဆိုအဲ့ရေတောက်နာကျင်မိနစ်ပိုင်းအတွင်းမှာဒီနီးပြရည်နဲ့ကစားသမားတွေကြားထဲမှာနီးပြွာပိုင်းဆိုင်ရာဆွေးနွေးမှုတွေကစားပုံလိုအပ်ချက်တွေပြီးတော့ဘယ်ကစားသမားခြေစောမပြနိုင်တဲ့ဆိုတာကိုရှုမြင်သုံးသပ်ပြီးတော့နောက်ထပ်ရေတောက်နာကျင်ပြီးလို့ပြန်စားရတဲ့အချိန်မှာတော့အခွင့်အရေးကောင်းတွေကိုဖန်တီးနေရတယ်ဖြစ်ပါတယ်အဲ့လိုမျိုးကစားသမားတွေအတွက်အသင်းတွေအတွက်ဒီရေတောက်နာကျင်ကတန်ဖိုးရှိနေတယ်လို့မျိုးပဲ FIFA အတွက်လည်းဒီရေတောက်နာကျင်ကတော်တော်လေးတန်ဖိုးရှိနေရပါအဲ့တော့ဒီ American တနိုင်ငံထဲမှာပဲဒီရေတောက်နာကျင်နေပြီးတော့ရတဲ့ကြော်ညာဝင်ငွေပေါ့လေဒီမိနစ်ပိုင်းတွေမှာရကြော်ညာဝင်ငွေ American တနိုင်ငံထဲမှာပဲဒီဒေါ်လာတန်း250ကျော်လောက်ထိရှိနေပါအဲ့တော့ဒါကကမ္ဘာဖလားထောက်ဝက်ကာလမှာကျွန်တော်တွက်ချက်ထားတဲ့ပမာဏဖြစ်ပြီးတော့ကမ္ဘာဖလားပြီးဆုံးတဲ့အချိန်မှာဆိုရင်တော့ဒီထက်ပိုပြီးများပြားလာမဲ့ဒီဝင်ငွေတွေကိုရဖို့ရှိနေပါတယ်အဲ့တော့ဒီ water break hydration break ကဒီကျန်းမာရေးရကောင်းမွန်တယ်လို့ကစားသမားတွေအတွက်ကောင်းမွန်တယ်လို့ကြောင်ညာဝင်ငွေလည်းကောင်းတယ်အတွက်တချို့ပြည်သက်တွေကတော့ဒါကိုအကျဉ်းမနဲ့ဖြစ်နေကြပါတယ်ဘာလို့လဲဆိုတော့ဒါက FIFA ရဲ့ဒီစီးပွားရှာရဲ့လောက်ရသက်ဖြစ်တယ်ဆိုပြီးတော့ပြောဆိုမှုတွေလည်းရှိနေတာဖြစ်ပါတယ်အဲ့တော့ဘယ်လိုပဲဖြစ်ပါဒီ water break တွေ hydration break တွေကဒီ FIFA အတွက်ဝေရဖို့ဖန်တီးထားတဲ့ဟာလားဆိုတာဒီလက်ရှိအမေရိကန်တနိုင်ငံထဲမှာရနေဒေါ်လာတန်း250ကျော်တက်တည်ပြနေဖြစ်ပါတယ်အဲ့တော့ကမ္ဘာဖလားပြီးဆုံးတဲ့ကာလရောက်ရင်တော့ဒီ water break မှာဝင်လာတဲ့ကြောင်ညာဝင်ငွေဘယ်လောက်တောင်ရှိနေလဲဆိုတော့ခံမှန်းရခက်နေတဲ့အခြေအနေမျိုးလည်းဖြစ်ပါတယ်များအဲ့တော့ဒီ FIFA ကတော့ဒီသူတို့ရဲ့ဒီစနစ်တစ်ကမ္ဘာဖလားကြီးမှာဒီဝင်ငွေပို့ပြီးတိုးနေရတယ်ဖြစ်ပါတယ်ပြီးတော့ရုပ်တံကုမ္ပဏီတွေအနေနဲ့လည်းဒီ water break ကြောင့်ဒီကြောင်ညာဝင်ငွေတိုးလာပြီးတော့တချို့ရုပ်တံကုမ္ပဏီတွေကဒီကမ္ဘာဖလားပြတဲ့ဒီ water break ချိန်မှာဒီ screen ကိုနှစ်ပိုင်းပိုင်းပြီးတော့နှစ်ခွက်ပိုင်းပြီးတော့ပြနေတာမျိုးလည်းရှိပါတယ်တချို့ရုပ်တံကုမ္ပဏီတွေကဒီ water break နားတဲ့ချိန်မှာလုံးဝဘောလုံးပွဲကိုမပြတော့ဘဲနဲ့ကြောင်ညာကြီးပဲတိုင်းရိုက်ပြနေတော့လေသူတို့ရဲ့ကြီးစုသူတွေကဝေဖန်မှုတွေမြင့်တက်တာမျိုးလည်းရှိနေပါအဲ့တော့ဘယ်လိုပဲဖြစ်ပါဒီ FIFA အသစ်ချမှတ်လိုက်တဲ့ဒီ water break ရေတောက်နားချိန်တွေဟာတန်ဖိုးမြင့်အချိန်ကြီးဖြစ်နေပါတယ်အဲ့တော့ကျွန်တော်တို့ကလည်းဒီ water break ကိုကြိုဆိုရမှာလည်းဖြစ်တယ်လို့တစ်ဖက်မှာလည်းဒီစီးပွားရေးရအမျက်ထုတ်နေတာမျိုးလည်းရှိနေရလည်းဖြစ်ပါတယ်များဟုတ်ကဲ့ပါဒီနေ့မှာကျွန်တော်ကရေတောက်နားချိန်ကနေပြီးတော့ဒေါ်လာတန်းချီပြီးတန်ဖိုးရှိတဲ့အကြောင်းတင်ဆက်ပေးကြရဖြစ်ပါတယ်များကြည့်ရှုပေးခဲ့တဲ့ပရိသတ်တွေအားလုံးထူးပဲကျေးဇူးတင်ရှိပါတယ်ဗျာ